Camilo, Taro, Penshano, Pinyano, Navaro Yanai, Amen. Piadakan the Lone Shivasi, Kuroi Winyan and Shivasi. Then your hand, Yitado, General Zagadi, Opia the Ken, Kuroshan, Bono Gono, Shivasi. Then your hand, can ye chow, can ye, Ozanama, Lise down. Yezuga de, Turu Ameno Diga, Adi, the emoji. Artandu Lado to the Nidikanya, Samia Jenshi Lenimo. Nana Yongi do to the Le, Nidikanya, Ying and Lenimo. Dodo, they know the Nago Nyanjaya, Mayonji Jam, who they know are Nasu Yedi. Na, Camilo, Bidamia, Ya Aloni, Nartandu La Lemi. Nartandu Lado to Gule, Nadi, Nento Lenimo. Jamuga, Nadi, Nai Lu, Sonya Yam Hobe. Now we say the dog to eat Luro, Sonya Janga, Gonyama, San La Chen Chi. Now we say the dog to eat Luro Diga. Na Goro Pita Mudoya, Alum Dema. The Kugu, the social zibe. Now so no dinner, the Gaunugu, Tanya C and Cheddi. Bedon Zudo. Na Camilo, Luro Diga, Taro, Punyan, Tugo Yonji do to Raya, Tara Depo Yasi, Mijao, Cheddi. Nadle, Totugo, now so no nina, Tanya see me. Who may know me? Idiga, Crestu the can eat Yadao, Ewingly, they are obeying. Obia, the right. O Christu the Groshan, Chi went Tomina, Shivasi. May the words of the gospel wipe away our sins. Beijingo, Bono Gonone, Omniscient and Tano Gay, Jesu the King, Pascal Gaunido, Tento, Benjone, Pascal Gana, Tatiape, Ingan, Nina Gentapasilu, Uza Petama, Sudan Yata, Budayane, Nabanga. Pascal Gala, Tatiabe, Boduni, Pajata Riame, Ewingly Janda Megaro, then your hand, can ye chop, can ye thousand agani, Ligazeti Chabari. So Nabanga, Father Pate, Janda Leve, Titanani, Ingani, Pagere, Janda ye, a sepe Chabari. Any down yaga Pali Suyen, Yesu the King, 2 ye, Canaroha, 2ha. A tugger boat today, Sureja, a dean, Benjataje, Chabari. So, Diniama, Yesu the King, they about today to Sureniama. No? The chain of Jella, now the chain of Jella, I look how Busurejam near there, Father Joya Duami. The Joga, no? D. Mengaziga, just Urekama, darling. Yesu the King, ye Monoha. Yesu the King, Canaro, Pella, Yoma, Eddie Misadia, Tamamole, Sudan Bujan, Pivolution, Macheto Bulu, Adilu, Sojari, Adaria, Theology, a seminary mobile. No, Pia the King, Mapiao Lady, Pia the King Chapari, Mapiao Lady Bulu, Pure Indiama. No, D. 高阶案的表现地方个，喏，第高阶收入阿龙西比的 supreme good， 係啦 ，supreme good 是不是嘛？嗱，發到他，譬如嘢講到個，嗱，就啲破家產嘅，嗱，比如嘛，表面上မရှိဘူး，所以အခုမင်္ဂလာစကားချက်ပြီးတော့မှအခုတော့ကိုရညက်ဖြစ်လိုက် ပြီးလို့ရှိရင်မုံတော်တက်တက်ပဲဖြစ်လိုက်နေအဲ့လိုဖြစ်သွားတယ်လို့တောင်းတဲ့သူတွေဟာဖျားသခင်ကနော်ဘလောင်းမလဲဖြစ်တယ်ဆိုတဲ့သဘောမျိုးကိုတက်ရောက်သွားပါတယ်။ဘာကြောင့်လဲဆိုရင်သူ့ရဲ့ဒီကိုရမြတ်မုံကနော်ကိုရမြတ်မုံကဘာဖြစ်တာလဲဆိုရင်တန်မိုးမဲ့နေရမဟုတ်ဘူး။အဲ့ဒီကယ်လို့နော်ကိုအစသိန်းသားလို့တန်မိုးမရှိတဲ့အရာပြီးတော့မှ တိမ်နှောင်းစရာမလိုတဲ့အရာဆိုရင်တော့
ဘယ်လိုပဲဖြစ်နေကိစ္စမရှိခင်နဲ့ကိုရမြတ်မုံဆိုတာကကိုရမြတ်ဆိုတာကဒါအင်မတန်မှတန်ဖိုးအနတ္ထထိုက်တယ်နက်ကထိုက်တယ်ဒါကြောင့်လို့လည်းပဲယေရှုသခင်ကငါ့ကိုအောက်မေ့တရိယာခြင်းကဤနည်းတူပြုကြပါလို့မင်္ဂလာစကားမိန့်ကြားခဲ့တာဒီမင်္ဂလာစကားကိုမိန့်ကြားတာသူတော့ဒီလောကကတိုင်ပေါ်မှာတန်သက်မခံရခင်ကြာသာပတိနေ့ကြီးညမှာသူမိန့်ကြားခဲ့တာပြီးတော့မှရှင်မြန်ထမြောက်တဲ့တနင်္ဂနွေနေ့နောက်တရက်မှာဒီအေမောက်စ်ကိုပြန်သွားတဲ့တပည့်တော်ကြီးနှစ်ပါးနဲ့အတူယေရှုသခင်ဟာဧည့်သည်ဖြစ်နေလိုက်ပါသွားရင်လည်းနောက်ဆုံးအဲ့ဒီကြာသာပတိညမှာကျမခဲ့တဲ့ဒီဆုတောင်းခြင်းအတိုင်းမုံတော်ကိုမင်္ဂလာစကားရွတ်ဆိုပြီးတော့မှမုံကိုဖက်လိုက်တဲ့အခါမှာယေရှုသခင်ဖြစ်တယ်ဆိုတာကိုတပည့်တော်ကြီးတွေသိသွားတယ်ငါ့ကိုအောက်မေ့တရိယာခြင်းကဤနည်းတူပြုပါဤမှုကိုပြုပါလို့ယေရှုသခင်မိန့်ကြားခဲ့တဲ့စကားကိုဒီလူတွေချက်ချင်းပဲသဘောပေါက်သွားတယ်ချက်ချင်းပဲနားလည်သွားတယ်နားလည်သွားတယ်သူတို့ဧည့်သည်ပါလို့ဘာမှမသိတဲ့သူလို့အထင်အမြင်သေးခဲ့တယ်အဲ့လိုသမုတ်ခဲ့တဲ့ဒီလူဟာဒီကြာသာပတိညမှာငါ့ကိုအောက်မေ့တရိယာခြင်းကဤနည်းတူပြုပါဆိုပြီးတော့မှပြည့်ညတ်တော်ပေးခဲ့တယ်ဗျာဒိတ်တော်ပေးခဲ့တယ်သူဖြစ်တယ်ဒါကြောင့်လို့လည်းပဲသူရှင်ပြန်ပြီးတဲ့နောက်ပိုင်းမှာတော့မှသူကဆက်ပြီးတော့မှအဲဒီအမှုကိုဆက်ပြီးတော့မှပြုတယ်ဆိုတာကိုကြည်ချင်အဖြစ်ယေရှုသခင်ကဒီမိစားတရားနောက်ဆုံးညစာစားပွဲလို့ဖာသာတို့ခေါ်တဲ့မိစားတရားကိုပူဇော်ဖို့သူပြည့်ညတ်ထားခဲ့တယ်လားမထားခဲ့ဘူးလားနော်ဗျာဒိတ်ပေးခဲ့တယ်လားမပေးခဲ့ဘူးလားသူဦးစားပေးတယ်လားမပေးဘူးလားအဲ့ဒီချက်ကိုကြည့်ပါနောက်ဒုတိယတစ်ချက်နော်ဒီဂလိလိယကမ်းနဖူးမှာနော်ဒီတပည့်တော်ကြီးတွေတော့ကမ်းထဲမှာငါးဖမ်းနေတယ်ဒါပေမဲ့မနဲ့ဝေလီဝင်လင်းချိန်မှာယေရှုသခင်ကကမ်းမော့ပါနော်အဲ့ဒီမှာနော်ငါးလေးကျန်ထားတာလေပေါင်မုံတွေကျန်ထားတာတွေကိုတွေ့ရတယ်ဆိုတော့အဲ့ဒါဘာကိုပြတယ်လဲဆိုရင်နော်ယေရှုသခင်သူအသက်ရှိထင်ရှားရှိတဲ့နောက်ဆုံးနေ့မှာတော့ငါ့ကိုအောက်မေ့တရိယာခြင်းကဤအမှုကိုပြုပါဆိုတဲ့အဲ့ဒီမင်္ဂလာစကားကိုယေရှုသခင်တေခြင်းကနေရှင်ပြန်ထမြောက်ပြီးတဲ့နောက်ပိုင်းမှာလည်းပဲသူဟာတပည့်တော်ကြီးတွေကိုစီပေါ်လာတဲ့အခါမှာအဲ့ဒီမုံနဲ့ပတ်သက်တဲ့နော်ဒီအပြုမှုတွေကိုယေရှုသခင်ပြုမှုခဲ့တယ်ဆိုတော့ယေရှုသခင်ဒီမှာနောက်ဘက်ကဖတ်တဲ့ဧဝံဂေလိကျမ်းစာတော်များထဲမှာလည်းပဲငါသည်အသက်အမုံဖြစ်၏လို့ယေရှုသခင်အတိအလင်းမိန့်ကြားခဲ့တယ်နော်ငါသည်နော်အသက်အမုံဖြစ်၏လို့ကတိနီယာမှာဖာသာတို့သိရမှာလည်းပါလေဆိုရင်မိုးဆက်ကတော့ဓမ္မဟောင်းကျမ်းကမိုးဆက်ဒါပေမဲ့ယေရှုသခင်ကိုဓမ္မသက်ကာလရဲ့မိုးဆက်လို့အဲ့လိုပြောကြတယ်ဘာကြောင့်လဲမိုးဆက်ဟာဖျားရဲ့နော်ဒီခွင့်ပြုချက်နဲ့ဖျားသခင်ကိုတောင်းလျှောက်ပြီးတော့မှဖျားရဲ့ခွင့်ပြုချက်နဲ့ဣသရေလလူမျိုးတွေစားရမယ်တောက်ရမယ်ဖြစ်နေတဲ့ချိန်မှာမန္နာမုတ်ကိုတောင်းပေးခဲ့ထို့တူပဲယေရှုသခင်တရားဒေသနာဟောကြားတဲ့3နှစ်တာကာလထဲမှာဒီလူတွေသူ့နဲ့အတူရှိခဲ့တာကြာပြီဖြစ်တာကြောင့်သူတို့ကပါလာတဲ့စားကြရည်လည်းပဲကုန်းပြီရှိတော့ဆိုတော့သူတို့ကိုနော်ဒီလိုတခုခုမကြွေးပဲနဲ့ပြန်ငိုင်းလို့ရှိရင်သူတို့လာတဲ့ခီးရလည်းဝေးတယ်ဒါကြောင့်မို့လမ်းခုလက်မှာနော်အားပြက်လက်ပြီးတော့မှတခုခုပြတ်သွားနိုင်တယ်ဆိုတာကြောင့်ယေရှုသခင်ကသူတို့ကိုကြွေးမွေးခဲ့တယ်အဲ့လိုကြွေးမွေးတဲ့အခါမှာနော်အဲ့လိုကြွေးမွေးတဲ့အခါမှာယေရှုသခင်အနေနဲ့နော်ဒီနေရာမှာခမည်းတော်ဖျားကိုနော်တောင်းတယ်လို့တော့မပါဘူးမဲ့ဆုတောင်းတယ်နော်ဒီကျေးဇူးတော်ကိုချီးမွမ်းတယ်ဆိုတဲ့အကြောင်းကြားရတယ်နော်ကျေးဇူးတော်ကိုချီးမွမ်းတယ်ဆိုတဲ့အကြောင်းကြားရတယ်အဲ့ဒီမှာအဲ့လိုလဲချီးမွမ်းပြီးတော့လူတွေကိုချကြွေးတယ်လူတွေတော့တပြေးစားရတယ်အဲ့ဒီအပြင်အပိုးတော်မှပြန်ပြီးတော့မှကောက်သိမ်းနိုင်တယ်မိုးဆက်ကအဲ့ဒီမန္နာမုတ်ကိုတရက်စာအတွက်ပဲကောက်လို့ရတယ်နှစ်ရက်စာကောက်လို့ရတယ်
နေ့ကပဲနေ့လဲဆိုရင်တောက်ကြနေ့ကဘာကြောင့်ကောက်လို့ရတယ်လဲဆိုရင်တနေ့sorry သူတို့ရဲ့ဥပုသ်နေ့စနေနေ့မှာအဲ့ဒီမန္နာမုတ်ကောက်တဲ့အလုပ်ကိုလည်းပဲသူတို့လုပ်လို့မရဘူးအဲ့ဒီသူတို့ရဲ့ဥပုသ်နေ့မှာမန္နာမုတ်လည်းပဲမကြဘူးလို့အဲ့လိုမျိုးနော် father လိလာခဲ့ဘူးလေဖတ်မှတ်ခဲ့ဘူးလေနော်ဒါကြောင့်မို့အဲ့ဒီဥပုသ်နေ့မှာမန္နာမုတ်မကြလာတော့သူတို့ကလောက်ရတာလေတောက်ကြနေ့ကလေးကတောက်ကြနေ့ညကလေးကစနေနေ့တရေကောင်အတွက်ကိုသူတို့ရဲ့ဥပုသ်နေ့မှာအလုပ်အပ်တာကြောင့်မို့ဥပုသ်နေ့စားဖို့အတွက်ကိုပါသိမ်းထားရတယ်ပြန်ပြီးတော့မှကောက်သိမ်းထားရတယ်လို့ဆိုတယ်အဲ့ဒီမန္နာမုတ်ကကြာရှည်ထားမခံဘူးเนาะတရက်လောက်ကြာလို့ရှိရင်သူဟာသူဒီတိုင်းပဲအရေးပျော်သွားတယ်လို့အဲ့လိုဆိုတယ်เนาะအဲ့လိုဆိုအရေးပျော်သွားတယ်လို့ဒါကြောင့်မို့နေရထားလို့မရအောင်တရက်ပဲဒါပေမဲ့ဥပုသ်နေ့နဲ့တိုးလာလို့ရှိရင်တောက်ကြနေ့ညမှာတော့ပြန်ဒါတရက်စာကိုကြိုပြီးတော့မှကောက်ထားလို့ရတယ်ဆိုပြီးတော့မှလည်းပဲမှတ်သားထားခဲ့ပူပါတယ်ကဲဆိုတော့ဒီနေရာမှာငါကြံသူလာတော်သူသည်ညီပိခါညာစာငတ်ခြင်းရှိလိမ့်မည်မဟုတ်ငါနဲ့ယုံကြည်တော်သူသည်လည်းညီပိခါညာရေငတ်လိမ့်မည်မဟုတ်ဆိုပြီးတော့မှယေရှုသခင်မိန့်ကြားထားတယ်ရေလည်းမငတ်ရဘူးစားစရာလည်းပဲမပြတ်လက်ရဘူးဆိုတဲ့အကြောင်းဟုတ်တယ်လားမဟုတ်ဘူးလားဒီအီဂျစ်နိုင်ငံကနေထွက်လာပြီးတော့သူတို့တောကြီးမြတ်မိန်ထဲမှာတော်၎င်းတောခန့်နာရထဲမှာတော်၎င်းခီးသွားတဲ့အခါမှာသူတို့ရေလုံးဝတောက်စရာမရှိတော့ဘူးရေပြက်လက်တဲ့အခါမှာရေကိုဘလို့ပေးခဲ့တယ်လေဆိုတာကိုဒါစဉ်းစားကြည့်လိုက်ဒါကြောင့်မို့ယေရှုသခင်မိန့်ကြားတာအလကားတက်လူကိုမိုင်းရိုက်သွင်းတာလားလူရဲ့အုံနောက်ကိုစေးကြောတာလား brain wash ဆိုတဲ့အတိုင်းအဲ့လိုစေးတာလားဟုတ်ဘူးเนาะ Moses တောင်မှအဲ့လိုလုပ်နိုင်တယ်ဆိုရင်သူဟာပို့ပြီးတော့မှမလုပ်နိုင်စရာအကြောင်းမရှိဘူးဒါကြောင့်မလို့သူ့စီကိုလာလို့ရှိရင်ဘယ်တော့မှမကန့်ရဘူးသူ့စီလာလို့ရှိရင်ဘယ်တော့မှရေလည်းပဲမပြတ်လက်ရဘူးဆိုတဲ့အကြောင်းယေရှုသခင်မိန့်ကြားခဲ့တာကအလကားမိန့်ကြားခဲ့တာမဟုတ်ဘူးသူ့ကာလမှာလည်းပဲမုံငါးလုံးနဲ့ငါးနှကောင်မုံခနှလုံးနဲ့ငါးနေငယ်ကျွေးမွေးပြီးတော့မှဝလန်အောင်ကျွေးမှုခဲ့တယ်ထို့တူပဲစမာရိတန်မျိုးသမီးကိုလည်းပဲနော်ဒီရေတိုက်ခဲ့တယ်ဒါပေမဲ့ယေရှုသခင်တိုက်ခဲ့တဲ့ရေကတကယ်တွင်းနေရရေခတ်တာမဟုတ်ဘူးနော်သူ့မှာသူ့ရဲ့အဖြစ်မှန်ကိုသူဟာဝန်မခံချင်ဘူးသူ့ရဲ့အဖြစ်မှန်ကိုသူဖုံးဖိနေတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်နောင်နာယူဖို့အတွက်သူမကြိုးစားပဲနဲ့သူ့ကိုသူအဲ့လိုပဲရှောင်ပေးပြီးတော့မှလူတွေသူရေစင်းမခတ်တဲ့နော်ဒီနေ့လယ်မွန်တဲ့အချိန်မှာလာပြီးတော့မှရေခတ်တာမျိုးတွေအဲ့လိုမျိုးမွန်တဲ့အချိန်မှာရေလာခတ်တယ်ဆိုတာအမျိုးသမီးတွေသာဖြစ်လို့ရှိရင်မိမ့်မပြတ်တယ်လူတော်ထဲမှာမတိုးရဲတဲ့သူတွေမတိုးဝတ်တဲ့သူတွေလို့အဲ့လိုတတ်မှတ်ကြတယ်ယူလူမျိုးတွေအတိုင်းပိုင်းမှာဘာကြောင့်လဲအဲ့ဒီချိန်ကနော်ဖာသာတို့မျိုးသမီးကောင်းတွေရေခက်စမ်းတဲ့ချိန်မဟုတ်ဘူးအမျိုးသမီးကောင်းတွေအလုပ်ကြိုးစားတဲ့အမျိုးသမီးတွေလှုပ်တဲ့နော်ရေခက်စမ်းတဲ့အချိန်မဟုတ်ဘူးဒါကြောင့်မို့ဒီအမျိုးသမီးကဒီချိန်မှာရေလာခတ်တယ်ဆိုတာကအကြောင်းရင်းတစ်ခုခုတော့ဒါရှိနေပြီဆိုတာသိလို့ရတဲ့အချက်လက်ဖြစ်ပါတယ်ဆိုတော့ယေရှုသခင်အဲ့ဒီမျိုးသမီးကိုလည်းပဲနော်သူ့မှာဘာဖြစ်နေတာလဲနော်နောင်နာယူဖို့ညှင်းဆန်တာကြောင့်မလို့သူ့မှာအငတ်မပြေဘူးနော်သူ့မှာစာလံဝတ်သိမ့်မှုကအမြဲတမ်းရှိနေတယ်ဘာကြောင့်လဲရှက်ကြောက်ခြင်းကစာလံဝတ်သိမ့်မှုကိုဖြစ်စေတယ်ဘာကြောင့်ရှက်ကြောက်တာလဲနော်ဂျေဇုတော်ဖျားရဲ့ဂျေဇုတော်မရှိလို့ဖြစ်နေတာဒါမို့ယေရှုသခင်အဲ့လိုဝိညာဉ်ရေးသက်တာမှာသူ့မှာခန်းချောက်ပြီးတော့မှပတ်ကြားအပ်နေတဲ့အနေအထားမျိုးမှာယေရှုသခင်ကရေလောင်းပေးလိုက်တဲ့အခါကျတော့အဲ့ဒီပတ်ကြားအပ်နေတဲ့နော်ဒီမြေသားတွေအားလုံးဟာပြန်ပြီးတော့မှရေဝသွားပြီးတော့မှပြန်ပြီးကျုပ်သွားတယ်ပုံမှန်ပြန်ပြီးတော့မှဖြစ်သွားတယ်အဲ့ဒါလိုပဲဒီမျိုးသမီးကလည်းပဲနော်ယေရှုသခင်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာယေရှုသခင်သူ့ကိုနော်တေးသေးချာချာလေးပြောလိုက်တဲ့အခါကျတော့ဘာဖြစ်တာလဲသူဘာမှညာလို့မရတော့တဲ့အခါကျတော့သူကပြန်ပြီးတော့မှယေရှုသခင်ကို
prophet တပါးလို့သတ်မှတ်လာခဲ့တယ်အဲ့ဒါဘာပြနေတယ်လဲဆိုရင်ယေရှုသခင်ပြောလိုက်တဲ့မိန့်ကြားလိုက်တဲ့အဲ့ဒီစကားတွေဟာသူ့ရဲ့ခက်ထန်နေတဲ့နှလုံးသားကိုပျော့ပြောင်းသွားစေတယ်ခက်ထန်နေတဲ့သူ့ရဲ့နှလုံးသားတွေကိုနူးညံ့သွားစေပြီးတော့မှနောက်ဆုံးယေရှုသခင်ကို prophet ဘုရားသခင်စေလွတ်တဲ့ prophet ပဲဆိုတဲ့အကြောင်းနားလည်သွားတယ်ဒါမို့ယေရှုသခင်မုတ်နော်ဒီအစားအစာစားလောင်စရာမလိုဘူးရေငတ်စရာမလိုဘူးလို့ပြောတဲ့အခါမှာယေရှုသခင်ကသူလောက်ခဲ့တဲ့ဒီအကြောင်းအရာကိုလည်းပဲပြောသလိုပြီးတော့မှဓမ္မဟောင်းကာလမှာနော်ဒီဖြစ်ပျက်ခဲ့တဲ့ Moses လက်ထက်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေအားလုံးကိုကြည့်ပြီးတော့မှလည်းပဲဒါပြောဆိုနေခြင်းဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဖျားသခင်က Emmanuel နော် Emmanuel ကျွန်ုပ်တို့နဲ့အတူရှိတော်မူသောဖျားဆိုတော့ကျွန်ုပ်တို့နဲ့အတူဖျားကဘယ်လိုရှိတာလဲကိုယ့်ရဲ့နီးစပ်တဲ့ပုံကိုယ်တွေရဲ့အားဖြင့်ဖျားသခင်က Father တို့ကိုဘာလုပ်ပေးနေတာလဲဆိုရင်ကူညီပေးနေတယ်နော်အဲ့ဒီကိုယ့်နဲ့နီးစပ်တဲ့သူတွေအားဖြင့်ဖျားသခင်က Father တို့နဲ့အတူရှိနေတယ်ဆိုတာကိုဒါဖော်ပြနေခြင်းဖြစ်ပါတယ်ဒါကြောင့်မို့နော် Father တို့အနေနဲ့ယေရှုသခင်ရဲ့နော်ဒီအသားတော်သွေးတော်ကို Father တို့သိယူခြင်းအားဖြင့်ဘယ်တော့မှစာငတ်မှုမရှိဘူးအဲ့ဒီစာငတ်မှုမရှိဘူးစာလောင်မှုမရှိဘူးဆိုတာကနော်ဘာလို့ဆိုလိုချင်တာလဲဆိုရင် Father တို့ဟာဘယ်ရာဟုဆိုရောက်ရတတ်တယ်ဘာကြောင့်လဲဒီຢာတွေအားလုံးကတနေ့ကိုတည်သွားလို့ရှိရင်ပါသွားလို့မရဘူးဖခင်သခင်ကကိုပါသွားရမယ်ဆိုတဲ့အဲ့ဒီအသည့်ဒါကြောင့်မို့ယေရှုသခင်ကဘာလို့ဘာကိုမှမမှတ်ဘူးနော်ဘာလို့ဘာမှဘာလို့မှမမှတ်ဘူးဘာကြောင့်လဲဆိုရင်ဒါတွေအားလုံးကသူ့ရဲ့ဖန်ဆင်းခံအရာတွေသူဖန်ဆင်းထားတဲ့အရာတွေဖြစ်ပါတယ်ဆိုတော့ Father တို့လည်းပဲယေရှုသခင်ရဲ့သွေးတော်သားတော်ကိုပိတ်ယူတဲ့အခါမှာငတ်မွခြင်းမရှိရဘူးစာလောင်ခြင်းကင်တော့ကဲမဲ့တယ်ဆိုသလိုပဲဒီကနေ့ Father တို့နော်ဒုက္ခပြပါများနေတာဘာကြောင့်လဲအတွေးတွေနဲ့စိတ်ပူတာနဲ့လိုချင်တာနဲ့နော်ရချင်တာနဲ့လောဘကြီးတာနဲ့စတဲ့ဒီစိတ်တွေကြောင့်မလို့ Father တို့ဟာတော်တော်လေးကိုတောကရောက်ပါတယ်တော်တော်လေးကိုစိတ်ဖိစီးမှုတွေရှိနေကြတယ်တကယ်တမ်းယေရှုသခင်မိန့်ကြားတဲ့နော်သူ့ရဲ့အသားဟာနော်တကယ်လို့သူ့စီမှာလာလို့ရှိရင်နော်ဒီငတ်စရာကြောင်းမရှိဘူးစာစရာကြောင်းမရှိဘူးငတ်စရာကြောင်းမရှိဘူးဆိုတာကအလကားတက်ပြောတာမဟုတ်ဘူးပြီးတော့မှနော်သူ့လိုစိတ်ထားမျိုးမွေးလို့ရှိရင်လည်း Father တို့အနေနဲ့လောဘစိတ်ဒေါသစိတ်မောဟစိတ်ပြီးတော့မှစိုးရိမ်တဲ့စိတ်မနာလိုတဲ့စိတ်အကုန်လုံးငြိမ်းတဲ့အခါကျတော့ Father တို့ကဘာလုပ်ကြလဲပူလောင်စရာမလိုတော့ဘူးနော်ငတ်ခြင်းကဘာကြောင့်လဲပူလောင်လို့ဖြစ်ပါတယ်ဒါကြောင့်မို့ယေရှုသခင်ကနော်အညိုက်ဆေးဖြစ်တယ်နော်ယေရှုသခင်ကနော်ဒီဆန်းရည်အေးဖြစ်တယ်ဆိုတာကဒါအလကားတက်ဆိုခြင်းမဟုတ်ဘူးယေရှုသခင်ကအသက်မုံဖြစ်တယ်ဆိုတာအလကားတက်ဆိုခြင်းမဟုတ်ဘူးဆိုတော့နော်ယေရှုသခင်ကဘာကြောင့်မို့စာငတ်ခြင်းတွေမရှိခဲ့တာလဲခမည်းတော်ဘုရားနဲ့သူအမြဲတမ်းရှိနေတယ်ခမည်းတော်ဘုရားကိုသူပိုင်ဆိုင်ထားပြီးဆိုတော့ခမည်းတော်ဘုရားနဲ့သူရှိနေတယ်ဆိုတော့ဒီကျန်တဲ့ຢာတွေအားလုံးကသူတို့ရဲ့ဖန်ဆင်းခံအရာတွေဖြစ်နေတယ်ဒါကြောင့်မို့နော်ဘာမှမဆက်မရှိဘူးနော်ဆိုဥပမာတစ်ခုကဘာလဲဆိုရင်နော်တထေးတွေပေါ့နိတထေးတွေကဥစ္စာကျွေးရမ်းကိုချမ်းသာလို့နော်တခုခုဘာဖြစ်လို့ရှိရင်နော်တိတ်ပြီးတော့ဂီးမဆိုင်ဘူးဆိုပါစို့အဲ့လိုဂီးမဆိုင်တဲ့ຢာနော်ဒီနည်းနည်းမပြေလည်တဲ့မိသားစုတွေတွေ့တဲ့အခါကျတော့ဟာညှောလိုက်တာစသဖြင့်အဲ့လိုတွေးစရာတွေဖြစ်တတ်ပါတယ်နော်ဘာကြောင့်လဲဆိုရင်ကိုမှမရှိဘူးလားသူတို့မှရှိကြတော့အရှံပဲရှိနေတော့သူကနော်ဒီတိတ်ပြီးတော့မနေမျိုးအဲ့လိုပြောလိုက်လို့ယေရှုသခင်ကအဲ့လိုဆိုလိုချင်တာလားဆိုရင်မဟုတ်ဘူးနော်ဒီသူဖန်ဆင်းတဲ့ຢာတွေအားလုံးကိုသူကဒီတိုင်းပဲနော်ပေါ်လုံးဘာမှတဘုံမရှိဘူးလို့ယေရှုသခင်အဲ့လိုသဘောထားတာမဟုတ်ဘူးဒါပေမဲ့ဒီຢာတွေအားလုံးကသူဖန်ဆင်းတာနော်ဒါကြောင့်သူပိုင်တယ်ဆိုတော့သူပိုင်တယ်ဆိုတော့ဒီຢာတွေကိုသူတက်မှတ်နေစရာလိုသေးလားမလိုဘူးနော်ဘာကြောင့်လဲဒါသူ့အပိုင်သူပေးချင်ပေးလို့ရတယ်တိန်းသားချင်တိန်းသားလို့ရတယ်နော်ဆိုတော့အဲ့လိုမျိုးပဲဒါကြောင့်မို့ယေရှုသခင်ကသူ့ရဲ့သွေးသူ့ရဲ့အသားကိုနော်စားတောက်တယ်ဆိုရင်သူ့လိုစိတ်ထားမျိုးဝင်လာတာကြောင့်မို့ Father တို့အနေနဲ့တက်မှတ်မှုတွေမရှိတော့ဘူးဆွဲလန်းမှုတွေမရှိတော့ဘူးလောဘဒေါသမောဟတွေကင်းသွားတဲ့အခါမှာအေးချမ်းတယ်
နော်အဲ့ဒါကယေရှုသခင်ရဲ့အသက်တာယေရှုသခင်ရဲ့အသက်တာဖာသာတို့စီဘလို့ဘယ်နည်းတွေနဲ့လာလူရတယ်လဲတဲကျမ်းစာနဲ့ယေရှုသခင်ရဲ့သွေးတော်သားတော်သုံးပါတော့ဖြင့်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့နီးစပ်သူတွေစီကနေပြီးတော့မှနော်ဖာသာတို့ငတ်မှုကိုပြေသွားစေတယ်စာလောင်မှုလည်းပဲပြေဝသွားစေပါတယ်ဒါကြောင့်မို့ယေရှုသခင်ကိုစီကိုလာလို့ရှိရင်မအပ်ရဘူးမစာရဘူးဆိုတဲ့အဓိပ္ပာယ်နော်ဘာလို့ဆိုလို့တလဲဆိုတာကိုဒီနေ့ဖာသာတို့ကြားသလိုပဲဒါကိုယ့်ရဲ့ဘဝအတွေ့အကြုံတွေကနေပြီးတော့မှလည်းပဲနော်လားဖခင်သခင်နော်ယေရှုသခင်နဲ့စုံစည်းနိုင်ခြင်းအပြင်စာလောင်မှတ်သိမ့်မှုတွေအားလုံးကနေကင်းဝေးဖို့ဆုတောင်းကြစို့ဖခင်သခင်တွေသင်တို့နဲ့ရှိပါစေကိုရောဤဝိညာဉ်နဲ့လည်းရှိပါစေအလုံးစုံကိုတက်နိုင်တော်မူသောခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဖခင်၏နာမတော်မြတ်၌ကျွန်ုပ်၏လက်တည်ဉာဏ်၎င်းဖခင်၏တန်ရှင်းသောမေရမာရီယာမေရိတိုဇောတော်ခင်မောနာတန်စုစေတရားတမန်ပေါင်းသူတော်သူမြတ်ပေါင်းပရောဖက်ပေါင်းတရားတော်ကြောင့်သိခံတော်သူပေါင်းသီလတဲ့အပေါင်းယဟန္တာပေါင်းတို့တောင်းလျှောက်ပေးခြင်းဉာဏ်၎င်းတင်တို့၌နဲ့ဆိုးဤတကိုတတ်သည့်ရှိသမျှနှင့်ယောဂဘေးပြပေါင်းသူသဖြင့်မတရားအကြမ်းဖက်ဖက်စစ်စမိတ်စာရိဖိနေဉာဏ်စံနေဆန်ချင်းကြောင့်တတ်ရွှေသွေးခွဲရုံမှာပတ်စံမှုများမိဘလေးဘေးရေဘေးစစ်ဘေးသွားပါဘေးလူရုံမှာတို့ဖန်ဒီတော်ဘေးစုခတ်တဲ့တို့မှာအမြဲဆုံးကင်းဝေးကြရပါစေသောအာမင်ပြည်သူတည်းလုံးပါဝင်သောရေတော်ဘုံမုတ်ချအေးခင်အမြဲအမှန်အောင်ကိုအောင်ပါမည်အောင်လဲအောင်နေပြီလာကြအတူတူရောက်ကြစို့နောက်ဆုံးထိုင်အိမ်ပြန်လှိုင်း